စက်မှုလက်မှုပညာရှင်တွေဘယ်တော့မှပြောမပြတဲ့ရှိုးဝက်နီးလန်းကောင်းများကိုတင်သိသွားရင်တင်ဟာလူတော်တယောက်ဖြစ်သွားမှာပါပတ်ကျိုးတက်စင်နီးစက်ပစ္စည်းတွေမှာပတ်ကျိုးတက်ရတာခက်ခဲနေရင်ကျိုးနီတစ်ချောင်းကိုအသုံးပြုပါပတ်ကျိုးကိုဂီယာပြီးပေါ်တင်ထားပြီးကျိုးနီကိုပတ်ကျိုးထဲထည့်သွင်းပါထို့နောက်ကျိုးနီရဲ့အစုံနှစ်ဖက်ကိုဆွဲလိုက်ရုံနဲ့ပတ်ကျိုးကိုအလွယ်တကူတက်ဆင်နိုင်ပါတယ်မီးသီးပြင်နီးလျှက်စစ်မီးရှိပါလျက်မီးသီးမလင်းတော့ဘူးဆိုရင်မီးသီးအဖုံးကိုဖွင့်ကြည့်ပါပြက်နေတဲ့နန်းကျိုးတစ်ဝိုက်ကိုခဲတံနဲ့ပုတ်ပေးပါပြီးရင်မီးသီးကိုပြန်တက်လိုက်ရင်ဆက်လက်အသုံးပြုနိုင်မှာဖြစ်ပါတယ်ဖောက်ဆက်သွားကတေးလုံးလို့ဆက်မှာတက်မရပဲခြောင်နေရင်အဲ့ဒီသွားမှာတိတ်ပတ်ပေးလိုက်ပါဒါဆိုရင်ဖောက်ဆက်မှာကြက်တဲမြဲမြံသွားပါလိမ့်မယ်ကိုကတူယူမဖြစ်ရင်ကိုကဝက်ဦးထက်ကြီးနေပြီးလှည့်မရဖြစ်နေရင်စက်ကူခောက်ကိုကြားထဲမှာခံပေးလိုက်ပါဟန်နေတဲ့နေရာကိုစက်ကူနဲ့ဖြည့်လိုက်ပြီးနောက်လှည့်မယ်ဆိုရင်အဆင်ပြေလှည့်နိုင်ပါလိမ့်မယ်ရှည်လျားတဲ့ဘောက်တိုင်ကျက်နေရင်ဝက်ဦးတိုင်ရှည်ကိုကျက်ရတာခက်နေရင်အနှဲငယ်ထူးခြားတဲ့နေကိုသုံးရပါမယ်အရင်ဆုံးနှက်ကိုအပူပေးပါပိုက်တစ်ခုကိုယူပြီးအပူပေးထားတဲ့နှက်ပေါ်ဖိပြီးအမှတ်အသားလုပ်ပါတစ်ဖက်တစ်ချက်စီကိုလုပ်ပါပြီးရင်ဝက်ဦးတိုင်ကိုဖောက်ဆက်မှာတက်ပြီးပိုက်ထဲလဲပါပိုက်ကိုအားပြုအသုံးချခြင်းဖြင့်နှက်ကိုအလွယ်တကူကျက်သွားစေမှာဖြစ်ပါတယ်မျက်နှာကျက်ကွင်းတက်စင်နီးမျက်နှာကျက်ကွင်းကိုပိုက်မှာဆွရတာခက်နေရင်ကျိုးတစ်ချောင်းကိုခောက်ပြီးကွင်းထဲကနေရှို့သွင်းပါပြီးရင်ပိုက်ပေါ်မှာဆွတ်လိုက်ပြီးကျိုးကိုဆွဲလိုက်မယ်ဆိုရင်ကွင်းကအလွယ်တကူဝင်သွားပါလိမ့်မယ်ဗရိတ်ကျိုးပြေနေရင်ဗရိတ်ကျိုးကပို့ပြီးပြေနေရင်ဝါယာကျိုးကိုဖောက်ဆက်မှာတက်လိုက်ပါမိချင်းနဲ့အပူပေးရင်ဖောက်ဆက်ကိုလဲစေပါဒါဆိုရင်ဝါယာကျိုးတွေကပြန်လဲဆူဆီးသွားပြီးထပ်မပေါ်တော့ပါဘူး